မေပြင်မနေမှာဗောမေရဲ့နေ့တိုင်းဒါတွေချက်နေရတာဆိုတော့ ရပါရဲ့သမီးရဲ့ပြင်မမှာမေရထားရဲ့ချက် မေလေလုံးဝအခုအတိတရားရမှာပဲမေဒီနေ့စားပြီးအေးစီစီလေးပဲနေတော့အိမ်အလုံးမှန်တယ်သမီးအားလုံးလုံးမယ်မေဒီနေ့စားရင်မေနာနာနေပဲနေနော်မေနော်အေးပါသမီးရဲ့တာတူအေးအခန်းထဲမှာတန်းလာ မေထဲမှာပဲ ဟုတ်သမီးဆက်လက်ထားလိုက်မယ်မေစင်းဟာမေဟာမေဟိုလေမတော်ခင်မီးရပဲရောက်ခွင့်ရလဲမေဟုတ်တယ်သမီးဒီမှာလေးသမီးရဲ့ဒီမှာဒါ on off လေးအဲ့လေးနေလိုက်ရတယ်နော်အဲ့လေးလိုက်ပဲ အဲ့လေးပဲပေးလိုက်ဟုတ်မေဟိုကချိန်နာကြတော့ဘယ်ကနေချိန်ရတယ်မေဒီကနေဒီမှာဒီကလေးမှာ fashion လေးအဲ့ဒါလေးပြောင်းလိုက်ချိန်လို့ရတယ်ဟုတ်မေအတိုး short လေးနော်ဟုတ်မေဟုတ်တနာတော့မေအေးစေဦးကဘာလဲပူရမလဲမေအေးသမီးပြောအိုးပွဲပေါ်ဇွန်မရှိလို့မေအေးလာပြီဒီမှာလေးသမီးရဲ့ဒီရောက်မှာဒီရလေးနော်ရလားအေးရလားမွေးလိုက်တော့နော်အလေးမွေးလိုက်မယ်နော်မေအေးသမီးပြောမေသမီးကလာပြီးတော့ဘာထည့်ရမှာလဲမေအေးလာပြီဟိုမဆလာလေးထည့်ရမယ်လေမမဆလာလေးယူလိုက်ဟုတ်မေမဆလာထည့်လိုက်မယ်နော်အဲ့ဆိုမေသွားနာလိုက်မေသွားနာမေအေးစင်နာသမီးချက်လိုက်မယ်ကောင်းမေအမလည်းကြည့်ကြမလဲမေအေးသမီးရဲ့ဟိုလေဒီမှာလေအာလူနဲ့ရုံမနေတယ်ဘာရင်ထည့်ရမှာလဲမေသမီးရဲ့အာလူရင်ထည့်ရမှာဗောသမီးအာလူထည့်လိုက်နော်အာလူထည့်လိုက်မှရုံမနေသေးထည့်လိုက်ပြီးတော့ကျန်တဲ့ဟာထည့်လိုက်တော့နော်ပြီးတော့မေဟုတ်ရပြီမရပြီအစင်သွားနာပြီအစင်နာလို့ရပြီအစင်နာလိုက်တော့မေဒီကိုစိတ်ခံမှာပေါ့အမလေးအေးသမီးရဲ့လာပြီသမီးရဲ့အာလူကထဲလေးပြီဆိုရုံးနေတယ်ဘယ်ချိန်ရလဲသမီးသွားလိုက်တော့သွားသမီးဟုတ်ပါဘူးမေသမီးလုပ်မယ်မေအစ်စင်နာလိုက်ရတယ်ရအမေမနာတော့ပါဘူးသမီးကျေးဇူးတင်တယ်သမီးနော်မေသမီးအားနာနေရတယ်တူရတယ်သမီးလေးတော့အေးစစ်သွားနားလိုက်တော့သမီးလေးတော့အေးခေါ်လိုက်ကျေးဇူးတင်တယ်နော်သမီးခုလိုမျိုးပြအမေကကျေးဇူးတင်တယ်ဒါဒူအိမ်ဖန်ရှင်းရေးလုပ်တော့အခါချေးဝေခိုင်းတော့အခါအမေဘာလဲခရုချီရငရုတ်ကောင်းရကြက်ဥရပြီးတော့ဘာလဲမေအာလူရဲ့နနန်းပေးရခရုစီရခရမ်းချင်သေးရလေသမီးရဲ့တော့ဝယ်လိုက်မယ်နော်မမင်းနဲ့နော်သမီးနော်ဟုတ်မေဟုတ်မီးပြက်ချေချင်မဲ့ဆင်းသွားလိုက်တော့ကြက်ဥရငရုတ်ကောင်းရကြက်ဥရငရုတ်ကောင်းရပြီးရင်ဘာလဲမမေတော့ဘယ်တော့ပြမေးလိုက်အောင်မေဟိုလေဟိုအာလူရဲ့ခရမ်းညင်တဲ့နနမင်းရဲ့ပြီးတော့နောက်တော့ဘာလဲမေဟောသမီးရဲ့အာလူရဲ့နနန်းပေးရခရမ်းချင်သေးရခရုစီရလေသမီးရဲ့တော့ဝင်လိုက်မေအေးမမင်းနဲ့ကြက်ဥရဲ့ငရုတ်ကောင်းရဲ့လူစီရဲ့အဲ့ပြီးတော့ဘာလဲကြက်ဥရဲ့ငရုတ်ကောင်းရဲ့မမေတော့ဘယ်တော့မေးလိုက်အမေဟိုလေသမီး၅မျိုးပဲဖြစ်လာတယ်မေခရုစီရငရုတ်ကောင်းရဲ့အာလူရဲ့ကြက်ဥရဲ့နနမင်းရဲ့ပြီးတော့ဘာလဲမသိဘူးမေခရမ်းချင်သေးလေခရမ်းချင်သေးဟုတ်မေတော့ဝင်လိုက်မယ်စာရေးပေးလိုက်ရတယ်သမီးမမေးနဲ့မေးပြောအာလူရဲ့နနမင်းရဲ့ဒီနားကဘာဖြစ်လို့မေးွားလဲမသိဘူးမေးွားနေမေးမောလာနော်လာပြီအမေဟိုလေစေးတာရောက်မှဟိုလေမေးွားလာမေးဟိုလေခဲရင်နေရဲ့အာလူရဲ့ကြက်ဥရဲ့ပြီးတော့နနမင်းရဲ့ပြီးတော့နောက်2မျိုးကမေးွားလို့မေးငရုတ်ကောင်းတဲ့ကျုပ်နဲ့သမီးဟဲ့လားမေသမီးတော့ဝင်လာမယ်ဟုတ်မေဟုတ်ကြားလာသမီးရရေတော့မလားရတယ်မေဟဲ့လေဟောလိုက်တာဟဲ့ဘာလဲဟောလဲဟဲ့လေ
မီတော့ညနေချမ်းအေးစစ်ဆောင်နေဘာမှလည်းရေးပြီးတော့ဝယ်တော့မယ်မေအေးသမီးရဲ့ ဘာလဲသမီးအဲမောနေတော့လေအဲအောက်ရအောင်ဆင်းနေအဲအကုန်မေ့သွားတာသမီးညနေမှအေးဆေးသွားမယ်လို့မရဘူးလားမေ ရှားတယ်သမီးလာသမီးသွားမဝယ်နဲ့တော့အမေသွားဝယ်လိုက်မယ်ရှားတယ်သမီး ဘာလဲညနေမဟုတ်ရတယ်သမီးသွားနာတော့ညနေမှ ရှားတယ်ငါသမီးပင်မန်းတာပေါ့အမေသွားဝယ်လိုက်မယ်မေသွားဝယ်လိုက်မယ်ရှားတယ်မသွားမဆန်လေးရှိရတော့အစင်ပြေးရလားသမီးရတယ်မေအမေပို့ပေးရအောင်လား ရတယ်မေ အမေသွားဝယ်လိုက်မယ်တော့စိတ်မပူနဲ့အော်ဒီထုတ်ကြီးကဘလို့ဒီရောက်နေတာလဲမသိမေသမီးမလိုက်မယ်မေအေးစေတနာ ရပါတယ်သမီးအမေမလိုက်ပါမယ်မေ အော်ရတယ်လို့မေကလည်းမနက်ကလည်းအမေပဲလှုပ်လိုက်ရအမေရဲ့အဲ့ဒါကြောင့်မို့သမီးဒီတစ်ခါတော့မလိုက်မယ်နော်ရပါတယ်သမီးရဲ့ရတယ်အမေမမေရတယ်မေမလိုက်မယ်နော်မေမဟုတ်ဘူးသမီးအခုစဉ်းစားထားတယ်အမေဘာမှလုပ်ကြမလို့သမီးဖြစ်ဖြစ်မြမြလုပ်မယ်အလုပ်ကို မဟုတ်ရပါတယ်မေနဲ့အမေရတယ်သမီးရတော့မေလို့သမီးမမယ်ရပါတယ်သမီးမမယ်လို့မေရတယ်မေဖယ်လိုက်သမီးမမယ်အမေအိုးအမေတော့နားရအမေအကျိုးရအားလားတမအမေဘာနဲ့လို့ပြောနေတော့ဖိဖိလောက်ပါ အမလို့မလုံးတယ်လို့ပြောတာပဲအမေက အမေလေးမပဲနေသက်တာပါ ရလားအေး သမီးစဉ်းစားနေအမေအမေကကြောက်လေအသက်ကြီးပြီးတော့ကိုကအားရလည်းကောင်းတယ်မှတ်ဉာဏ်တွေကလည်းကောင်းတယ်အယိုးစစ်တွေကလည်းကောင်းလိုက်တာသမီးမတော်လေပြည့်စီသွားဝယ်ခိုင်းလို့ရှိရင်ဟိုကဝယ်ဒီကမေးဒီကဝယ်ဟိုကမေးအယိုးစစ်တွေကလည်းမကောင်းမှအကျော်ကလွဲအသက်တကလည်းငယ်ငယ်လေးကကိုကမကောင်းမေပဲမေဘာလို့လဲဟိုအမေကတော့အဖေကိုစတော့ယူထားပြီးတော့သမီးကဟိုကြောက်ကြီးဘုံနောက်ကျနေတယ်သမီးကကြောက်နေကောင်းမလားဟောမဆိုင်နိုင်ပြောပြပြီနင်းဟာလေးငါလှုပ်ချင်တာနင်းအမေကလေဒီမှာ YCBNC အားစိတ်ကိုအခုတော့တောက်နေတာသမီးရဲ့ဒီအားစိတ်ကမမေတို့ရဲ့ကိုခံဆွမ်းအောင်လည်းတက်စေရဲ့ပြီးတော့မှတ်ညံအောင်လည်းပူကောင်းစေပြီးတော့လူကြီးတွေမှာဖြစ်တယ်လေခြေလဲထုံချင်းကြိုက်ခဲ့ရတယ်အဲ့ဟာကိုလည်းတက်သားစေပြီးတော့ကျမ်းမာတန်ဆန်းပြီးတော့တွက်လက်နေရပဲအဲ့ဟာမို့လို့အမေကဒီစိတ်ကိုတောက်လျှောက်တောက်နေတာသမီးရဲ့ဟုတ်လားမေဟိုအဲ့ဆိုသမီးတော့တောက်လို့ရပြီလားမေရှားပါဗောသမီးရဲ့သမီးတို့အကုန်လုံးတောက်လို့ရတယ်ဒီဟာဟိုအဲ့ဆိုသမီးလည်းတောက်တော့မှအမေလိုတက်ရကြလို့ရှိရင်အမေလိုမျိုးအရန်တက်လက်နေမှာပေါ့နော်ငါတက်ရွယ်မပြတ်တဲ့နင်းကလေဒီတက်ရွယ်တွေကငါထက်ကိုပိုမေးတက်နေအခုထဲကနေတောက်ထားရမှာဟုတ်မေဟုတ်ဒီအဲ့ဒါတောက်မှာနော်အဲ့ဒါသမီးရေတောက်ရလိုက်အောင်မေအေးတောက်ရတော့အမေတောက်ချိန်ရောက်နေပြီလို့လေရပြီအမေဒီမှာအမေYCBNC အားကြီးမှာခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်အရေးပါတဲ့ဗိုက်တာမင် B complex နဲ့ဗိုက်တာမင် C 900 mg တို့ပါဝင်တာကြောင့်ခွန်အားကိုပြေဝစေတဲ့ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေတဲ့ပြင်ပန်းနှံ့နေတာတွေကိုတက်တာစေပါတယ်။လမ်းဆန်းတက်ကြွပြီးစိတ်ဖိစီးမှုကင်းဝေးတက်တာစေတဲ့အပြင်အုံနောက်နဲ့အာယုံကြောခြေလက်အားနေတာတွေကိုလည်းတက်တာစေပါတယ်။ဒါတွေအပြင်ခြေလက်ထုံကျင်တာတွေကိုလည်းတက်တာစေပါတယ်။ခွန်အားပြေဝကျန်းမာဖို့ YCBNC တောက်ကြစို့